ကြိုက်တာယူတပူးမ4500ကျပ်တယ်နော်8ယောက်လုံးထပ်ဆန်းပြမယ်ဒီနေ့ကဲဒီရောင်လေးကချောကလက်အရောင်လေးနော်သူကလေနင်ညိုအရင်ဘက်ကိုသွားတယ်အရင်ကြိုက်တမားလေးတွေဆိုရင်ဒါလေးယူကဲနောက်တစ်ယောက်ကကျတော့ဥနီရောင်လေးနော်သူကကျတော့လိမ္မော်အရင်ပေါ့နော်ကဲလိမ္မော်လိမ္မော်အနှုတ်လေးကြိုက်တမားဆိုရင်ဒီကလိမ္မော်အရောင်လေးယူနော်သူကလိမ္မော်နည်းနည်းနှုတ်တယ်နော်နည်းနည်းရင်းဆိုချင်တယ်ဆိုရင်နှစ်ခါထပ်ဆိုပေးနော်ကဲဒီအရောင်လေးကလေနောက်ဆုံးထွက်ထားတဲ့ခရမ်းချစ်ဒီအရောင်လေးနော်အနီကိုမှရေးရေးလေးကြိုက်ချင်တယ်ဆိုရင်လေဒီအရောင်လေးကိုယူနော်ကဲနောက်တစ်ယောက်ကကျတော့လေစပြည့်အရောင်လေးနော်သူကပန်းခရမ်းအရင်ဘက်ကိုသွားတယ်နော်ဒီပင့်အရောင်လေးကကြတော့လေသူကပန်းရောင်လေးဆိုတော့လေအသားဖြူတဲ့လူနဲ့ဆိုရင်ပို့ပြီးတော့လာတဲ့အရောင်လေးနော်ကဲဒီ cherry ရောင်လေးကကြတော့အနီဘက်ကိုသွားတယ်အနီကြိုက်တဲ့လူဆိုရင်အတွင်းရဲရဲလေးဆိုကြည့်ရင်ဒီက cherry ဒီလေးကိုယူနော်ကဲဒီနောက်တစ်ယောက်လေးကကြတော့မမွန်ဒီအရောင်လေးနော်သူလည်းအနီဘက်ကိုသွားတဲ့အရောင်လေးပဲသူ့အရောင်လေးလည်းသူ့အရောင်နဲ့သူလာတယ်နော်ရှစ်ရောင်လုံးကိုလေရှယ်လာတာနော်သူ့အရောင်နဲ့သူတရောင်ချင်းစီကိုလာနေတာနော်ကဲဒီနှခမ်းလေးတွေကိုခက်မခန့်တစ်ခါတည်းကြည့်သွားပြီနော်တစ်ခါတည်းစမ်းပြပေးမယ်ဒီစေးလိုက်ရင်တော့မှလေသူ့ရဲ့ရောင်ခံမှုကိုတစ်ချက်လောက်ရှုံးနော်လိမ္မော်ရောင်နဲ့ရောင်ကတော့နည်းနည်းသူကပြက်ပြက်နေနော်